မင်္ဂလာပါရှင်ညီမကအမေကျူမြတ်ပါလက်ရှိ Ramsey University မှာ second year တက်နေတဲ့ Fashion Design ကျောင်းသူဖြစ်ပါတယ်ဘာဖြစ်လို့ရွေးတယ်ဆိုတော့ညီမငယ်ကတည်းကအဲ့လိုအယုံမတွေမှာဆိုရင်ကိုယ့်ဘာကိုအင်ဂျီချုပ်ပြီးတော့အဲ့လိုအင်ချုပ်ပြီးချုပ်လေးရှိရပေါ့ကိုယ့်ဘာကိုချုပ်တယ်ပြီးတော့ပုံဆွဲရအောင်လဲဝါသနာပါတယ်အင်ဂျီဒီဇိုင်းတွေကိုပေါ့အဲကြောင့်မလို့အဲ့ဟာရွေးတာရယ်ပြီးတော့ညီမစိတ်ကူးထဲမှာအဲ့လိုမျိုးသဘောကျတဲ့အထူးသဖြင့်ပန်းပွေတွေပန်းခက်တွေပန်းနွယ်ဆိုညီမအဲ့လိုမျိုးအနဲ့အချီနှမျိုးတွေနဲ့အဲ့လိုမျိုးပိတ်စပေါ်မှာပုံဖော်ရုံလုံးကြွလာအောင်ပုံဖော်ရတာကိုသဘောကျတယ်အဲ့ကြောင့်မလို့ညီမ fashion design ကိုရွေးလိုက်တာရှင်fashion design နေကြမှာဘာလို့အဓိကသင်ရလဲဆိုတော့ညီမတို့ကျောင်းကအဲ့လိုမျိုးခေတ်နဲ့အညီတိုးတက်ပြောင်းလဲဖန်တီးလာတဲ့ innovative design တွေကိုပို့ပြီးတော့အဲ့လိုမျိုးအားပေးတဲ့အတွက်ကြောင့်မို့ဆရာတွေက creative thinking ဘိုင်းကိုပို့ပြီးအလေးထားပြီးတင်တယ်လို့မြင်နေရှင်အပြင်မှာညီမတို့ပုံမှန်မြင်နေကြ ready to wear တို့လိုမျိုးမဟုတ်ပဲတခြားတမူထူးခြားတဲ့ design တွေကို creative ဘက်ကိုပို့ပြီးတော့ဖန်တီးစေချင်လို့အဲ့ဒါကိုအဓိကတင်တယ်လို့မြင်နေရှင်semester တစ်ခုကိုပြင်းပြအားဖြင့်8000ကနေပြီးတော့3သိန်းဝန်းကျင်ကြာကြရဲပေါ့ဆမ်မမှာတက်မယ်ဆိုရင်တစ်နှစ်လုံးကို2သိန်းကျော်လောက်သွားကြဘာဖြစ်လို့လဲဆိုတော့ညီမတို့ပစ္စည်းတွေကိုကိုယ့်ဘာကိုထပ်ဝယ်ရတယ်အဲကြောင့်လို့2သိန်းကျော်လောက်သွားကြမယ်ရှင်ညီမတို့ကအများအားဖြင့် Ramsey Market ကနေပြီးတော့တခါလေးကြာရင်လည်းအဲ့လို online shop တို့ကနေမှာလိုက်တယ်ပေါ့ဒါပေမဲ့အများအားဖြင့်အဲ့လို project ကြီးတွေ fashion show တို့ photo shoot တို့ရိုက်တော့မယ်ဆိုရင်ပေါ့China Town မှာပိတ်စာတွေတောင်းဝယ်ရတယ်first year တော့ဆိုရင်ဘယ်လိုပြောမလဲပိတ်စာနည်းနည်းပဲဝယ်ရတယ်ပေါ့ pattern စာရွက်ပိုဝယ်ရတယ်ကွာအဲ့တော့ဘယ်လိုပြောချင်လဲဆိုတော့အပြင်ပစ္စည်းဝယ်တာညီမခက်မှန်းတာကြတော့အဲ့လို3000နဲ့5000ကြားထက်ကုန်မယ်လို့ထင်တယ် first year တော့အဲ့လိုကုန်ခဲ့တယ်လို့ထင်တယ်ရှင် first year မှာတော့ project အကြီးတွေမရှိသေးဘူး second year မှာ project အကြီးတွေစရှိရတော့အဲ့အတွက်ပိတ်စတွေကိုလည်းထပ်ဝယ်ရတယ်ပေါ့အဲ့ဟာလည်း1000ကနေပြီးတော့9000ကြားပေါ့ထပ်ကုန်တယ်ပေါ့ဟုတ်ကဲ့ညီမတို့ကျောင်းက fashion design ဆိုပေမဲ့ fashion design အပြင် pattern maker တို့ illustrator တို့ပြီးတော့ fashion stylist တို့ကိုလည်းသင်တဲ့အတွက် stylist တို့ပြီးတော့fashion influencer တို့ journalist တို့အဲ့ဒါတွေကိုလည်း career အနေနဲ့ထပ်သွင်းစဉ်းစားလို့ရတယ်ပေါ့ပြီးတော့ခွင့်ရကြတော့ကိုစူးစမ်းရင်စူးစမ်းတယ်လို့ကို့အပေါ်မူတည်ရလို့ထင်တယ်ရှင်ဟုတ်ကဲ့ internship ကအများအားဖြင့်ကိုယ့်ဘာသာကိုရှာရတာရှင်ညီမအနေနဲ့ဆိုရင်ညီမအဲ့လိုမျိုး casual wear တို့ထုတ်ချင်တယ်ပေါ့ပြီးတော့ wedding dress တို့လုပ်ချင်တယ်ပြီးတော့ party dress တို့လုပ်ချင်တယ်ပြီးတော့ခလေးအင်ဂျီလေးထုတ်ချင်တယ်အတိကတော့ညီမ fashion industry မှာပဲကျင်လည်ချင်တယ်ပေါ့တပတ်ကိုအတန်းချိန်မနဲ့ချိန်ပြရလဲဆိုတော့အခု second semester မှာကျတော့ညီမတို့က major 5ခုနဲ့ GE တစ်ခုယူထားတယ်ရှင် major ကတော့ဆရာပေးတဲ့လောက်ပဲယူရမှာပေါ့ GE ကတော့ကိုအားရင်အားတယ်လို့ကိုသဘောကျရင်သဘောကျလို့ထပ်ယူလို့ရတယ်ရှင် extra activity တွေဘာရှိလဲဆိုတော့အလုံးပြမဖွဲ့စည်းနေပြီးတော့လာရောက်ပြီးတော့ပို့ချတင်ကြားတဲ့ jewelry workshop တို့လိုမျိုးရှိတယ် Halloween ကာလာတော့ဆိုရင် Halloween 5 costume ကိုယ့်ဘာကိုချုပ်ပြီးတော့ပြိုင်လို့ရအောင်လို့ fashion show တွေလုပ်ပေးတယ်အဲ့လိုမျိုးရှိတယ်ပြီးတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီး Ali Fashion Week တို့လိုမျိုးအဲ့ဟာတွေညီမတို့တက်ရတယ်ပေါ့ပြီးတော့တခြားသော sustainability ကိုဦးစားပေးတဲ့ fashion show ပွဲတွေလည်းညီမတို့တက်ရတယ်ရှင်ပြီးတော့တစ်နှစ်တစ်ချိန် major trip ထွက်လို့ရတယ်။ကျောင်းကနေစီစဉ်ပေးတယ်အဲ့ဒါကြောင့်စာရော practical ရောနှစ်ခုလုံးမျှပြီးသင်တယ်လို့မြင်နေရှင်။ရိုဂျန်ပေးချင်တယ်ဆိုတော့ကိုကတကယ်လို့ creative ကိုစိတ်ဝင်စားတယ်ပြီးတော့ innovative design တွေကိုစိတ်ဝင်စားတယ်ဆိုရင်ဒီမှာတက်ဖို့အကြံပေးတယ်ရှင်ဆရာတွေကစိတ်ရှည်တယ်တကယ်လဲတော်ပြီးတော့ professional standard အတွက်မို့လို့တကယ်လို့ကိုက creative design တွေကိုစိတ်ဝင်စားတယ် innovative design တွေကိုစိတ်ဝင်စားတယ်ဆိုရင်ဒီမှာတက်ဖို့အကြံပေးပါတယ်ရှင် bye bye